ကလေးနဲ့မိဘကြားမှာပြဿနာတွေရှိနေပြီလားဒါဆိုရင်ကလေးကိုပဲပြင်မလားဒါမှမဟုတ်ရင်ကလေးနဲ့ကိုယ်နဲ့ရဲ့ဆက်ဆံရေးကိုပြင်မလားအဲ့ဒါနဲ့ပတ်သက်လို့တာသမီနဲ့မိဘနဲ့ကြားမှာပြင်ရမယ် therapy လေးကိုပြောပြအဲ့လို therapy လေးကအနည်းဆုံးတိတ်ပြီးတော့ပြဿနာမရှိဘူးပုံမှန်ပဲဆိုလို့ရှိရင်တော့တစ်လောက်တစ်ခါလောက်အဲ့လိုမျိုးသားသမီးနဲ့မိဘ therapy ယူသင့်ပါတယ်အဲ့လိုမဟုတ်ဘူးခဏပဲဖြစ်နေတယ်ဆိုရင်တော့အနည်းဆုံးတစ်ပတ်တစ်ချိန်လောက်တော့ယူသင့်ပါတယ်အဲ့ဒါမျိုးလုပ်တဲ့အချိန်မှာဘာတွေပြောကြမလဲဆိုရင်သားသမီးဘက်ကဖြစ်ချင်တဲ့ຢာတွေကိုအရင်ပြောပါမေးရမှာပေါ့နော်သားသမီးကဘာတွေကိုဖြစ်ချင်တာလဲဒီသားသမီးကိုလည်းအချိန်လေးတွေပေးဖို့လိုအပ်တယ်ပေါ့နော်ဒါမျိုးအချင်းချင်း therapy ယူတဲ့အခါမှာကလေးတွေကဘာဖြစ်ချင်နေရလဲကိုယ်ဆူတာကိုမကြိုက်တာလားဒါမှမဟုတ်အရန်ချုပ်ချယ်လွန်းနေတာလားချုပ်ချယ်လွန်းတယ်လို့ထင်နေဆိုလို့ရှိရင်လည်းကိုယ့်ဘက်ကဘယ်လိုလေးတွေကြောင့်မို့လို့ဒါချုပ်ချယ်တာမဟုတ်ဘူးဒီလိုမျိုးတွေစီကန်းတွေထုတ်ရတာနှစ်ဦးသဘောတူလေးတွေစီကန်းလေးတွေထုတ်ပေးမယ်ဆိုရင်အဆင်ပြေတယ်နောက်ပြီးနောက်တစ်ခုကလေးတွေကိုအဲ့ဒီဖုန်းတွေအရန်ပေးပြီးတော့သုံးတာဂိမ်းဆိုတာဆိုလဲအချိန်အတိုင်းတာတစ်ခုထိပဲပေးဖို့ပြီးရင်အထူးသဖြင့်မိန်းကလေးတွေကိုပြောချင်တာပါဒီသမီးရှင်တွေကိုကလေးကိုဒီဖုန်းနဲ့ပတ်သက်ပြီးတော့တေချာစစ်ပါနော်နှစ်ယောက်သဘောတူပေါ့နော်သူ့ကိုလည်းထိုက်တင်သလောက်ဖုန်းသုံးခိုင်းမယ်ပြီးရင်ကိုကလည်းအဲ့ဒီဖုန်းကိုစစ်ပါကလေးတွေကလေအခုအလဲတန်းလောက်ဆိုလို့ရှိရင်ကိုဒီချစ်သူရေးစားကိစ္စနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောနေရပြီပေါ့နော်အဲ့ဒါတွေကိုလည်းတည်ချင်းမှာပဲတခုခုကလေးကအမှားလုပ်ထားတယ်ဆိုလို့ရှိရင်လည်းမဆူဘဲနဲ့ပေါ့နော်နားလဲအောင်လို့ပြောပြရမှာပေါ့ဒီရွယ်မှာသူတို့ကအရန်ကိုတင်ယုံမှုဟာ scale ကအရန်မြင့်တယ်ဒီမကောင်းတဲ့အရာဘက်မှာပိုပြီးတင်ယူမှုတွေပိုများတယ်အဲ့ဒီအတွက်ဒီကလေးကိုemotional စိတ်ခံစားချက်အရာ therapy ကလုပ်ပေးတယ်သူတုံးနေတဲ့အရာတွေကဘာတွေလဲဖုန်းကိုလည်းစစ်ပါဖုန်းကိုသူက password တွေဘာတွေခတ်ထားရဲဆိုတော့မခတ်ခိုင်းပါနဲ့ကလေးတွေကိုအရန်မယုံပါနဲ့เนาะဒီသမီးရှင်တွေပေါ့နော်တားရှင်တွေဆိုလို့ရှိရင်လည်းစဉ်းစားရပါတယ်ဒီအရွယ်မှာကိုကလေးကဟလာအာနာပါတယ်နော်နာဘူးများဖြစ်နေမလားပေါ့နော်တားရှင်ဆိုရင်လည်းဒီလိုစဉ်းစားရပါတယ်သမီးရှင်ဆိုရင်တော့ပိုပြီးစိတ်ပူရတာပေါ့ရှင်နော်ဒါကြောင့်မို့လို့ဖုန်းတွေကိုတေချာစစ်ပါဒီဗီဒီယိုကအရန်ရှည်သွားမှာဆိုလို့နောက်ထပ်ဗီဒီယိုတစ်ခုမှာဒီကလေးတွေနဲ့ပတ်သက်ပြီးထပ်ပြီးတော့ပြောပါမယ်နော်